သေဆုံးသွားပြီဖြစ်တဲ့ဖခင်ဆန္ဒကြောင့်ဆရာဝန်တယောက်ဖြစ်အောင်ကြိုးစားပြီးကူအာနိုမျိုးလေးကိုအလုပ်တင်အဖြစ်တာဝန်ထမ်းဆောင်ဖို့မိခင်နဲ့အတူရောက်ရှိလာခဲ့ပါတယ်။ကူအာနိုမျိုးမှာနာမည်ကြီးရက်ဆက်လွန်တဲ့ဂူရုဆိုတဲ့လူဟာဥပဒေမရှိစိုးမိုးနေတဲ့ဂိုင်းစလာတယောက်ပေါ့။ဒီနေ့ဆေးရုံမှာကလေးတွေကိုအမောဖောက်စေတဲ့ဆေးပလင်းကဂူရုရဲ့အမျိုးတယောက်ကုမ္ပဏီကဆိုတာဆရာဝန်သိလိုက်ရတဲ့အခါခရိုင်ရုံးကိုတက်တင်တဲ့တော့တိုင်ကြားလိုက်ပါတယ်။ကုမ္ပဏီကိုလည်းပိတ်ပိုင်ရှင်လည်းအဖမ်းခံရတဲ့အချိန်ဂူရုကဆရာဝန်ကိုရှာဖွေတက်ပစ်လိုက်ပါတယ်။ကန်တရားကအမှန်တရားအတွက်ရက်တီဖို့အကြောင်းဖန်လာတော့ဆရာဝန်ကမသေးပဲရဲတယောက်ဖြစ်နေကူအာနိုမျိုးကိုပြန်လဲရောက်ရှိလာတဲ့အခါမှာတော့ဂိုင်းစလာကြီးဂူရုတယောက်ဘလို့တွေအပြစ်ပေးခံရမလဲဆိုတာဇလန်းလေးထဲမှာစီးမျောခံစားပြီးကြပါအောင်ချစ်ပရိသတ်ကြီးတို့ရေချစ်မိတ်ဆွေရဲ့မျိုးတို့ရေကျွန်တော်ရဲ့ channel လေးကိုလည်း subscribe နှိပ်ပြီးအားပေးချီးမြှင့်ခဲ့ကြပါအောင်နော်ဆေးရောင်သွန်လိုက်ပဲခြင်းတဲ့ဇလန်းလေးကိုစတင်ထားပါတယ်သူ့နာမည်ကဒေါက်တာစန်တီယာဆေးရောင်သွန်လိုက်ပဲနေတဲ့ကလေးတွေလက်ကနေလွတ်အောင်ကြိုးစားပြင်းနေပေမဲ့ညံကောင်းလုံးတဲ့ကလေးတယောက်ကြောင့်စိတ်မုပ်ပဲခံလိုက်ရပါတယ်နောက်တစ်နေ့ဒေါက်တာစန်တီယာလှုပ်တင်ဆင်ဖို့ကူအာနိုမျိုးကိုသူ့မိခင်နဲ့အတူခရီးစားထွက်လာကြပါတယ်ကူအာနိုကိုရောက်ရှိလာကြပြီးတက်စီသမားကိုဖုန်းဆက်ခေါ်လိုက်ပါတယ်တစ်ဖက်မှာတော့ဝီစီမုတ်ပြီးတနေ့တာသူမတွေ့ကြုံခဲ့ရတာတွေကိုစီစဉ်တက်ဆက်နေပါတယ်လူအများကသူမဖျော်ဖြေတင်ဆက်မှုတွေကိုသဘောကျအားပေးနေကြပါတယ်ဒေါက်တာတို့သားမိနှစ်ယောက်ကလမ်းမသိပဲမောင်းနေတဲ့တက်စီသမားကြောင့်စိတ်နေကြရပါတယ်ဒီလိုနဲ့တက်စီသမားကမိန်းကလေးတယောက်ကိုလက်စာပြပြီးမေးလိုက်တဲ့အခါသူမနောက်ကိုလိုက်ခဲ့ဖို့ခေါ်သွားပါတယ်သူမကလည်းတနေရာဝင်တနေရာထွက်လုံးနေတာကိုမြင်တော့စိတ်မရှိတာနဲ့တခြားသူကိုမေးပြီးသွားလိုက်ကြတာပေါ့သူမကအရင်ရောက်နေတာကိုတွေ့ရတော့အံ့ဩနေကြပါတယ်ကျမတော့လိုက်ခဲ့ရင်စောစောရောက်မှလို့ပြောလိုက်တဲ့အခါဒေါက်တာမိခင်ကနင်းနောက်လိုက်ရတာစိတ်မရှိလို့ဆိုပြီးပြန်ဖြေလိုက်ပါတယ်နောက်တစ်နေ့ဒေါက်တာစန်တီယာကလှုပ်တင်ဆင်းရမယ့်ဆေးရုံကိုရောက်လာခြင်းမှာပဲအရေးပေါ်လူနာကိုကူညီပေးနေရပါတယ်ဒါကိုတွေ့တော့တဲ့ဆေးရုံဌာနမှူးကဒေါက်တာစန်တီယာကိုချီးကျူးလိုက်ပါတယ်နောက်တစ်နေ့လူစိုးတွေကလူမြင်ကွင်းမှာလူတယောက်ကိုရဲရဲဆက်ဆက်တက်နေတာကိုလူတွေကဝိုင်းကြည့်နေုံပဲတက်နိုင်ခဲ့ပါတယ်ခဏကြာတော့ကူအာနိုကိုရောက်လာတာမကြသေးတဲ့ဒေါက်တာစန်တီယာကအဆိုပါလူကိုဆေးရုံခေါ်သွားပြီးကုသပေးလိုက်ပါတယ်လူတယောက်အသက်ကိုကတင်လိုက်နိုင်လို့ဒေါက်တာစန်တီယာကဝမ်းသာအရာမိခင်စီဖုန်းဆက်ပြောနေတဲ့အချိန်လူစိုးတွေကအဆိုပါလူကိုထပ်ပြီးလာတက်သွားကြပါတယ်ဒါကိုသိသွားတဲ့ဒေါက်တာစန်တီယာကလူစိုးတွေကိုပြန်နာရှာတဲ့အခါဆေးရုံဌာနမှူးကစန်တီယာကိုတားဆီးလိုက်ရပါတယ်ကျွန်တော်ခဲ့တဲ့လူကိုသူတို့တက်သွားကြတာလို့ဌာနမှူးကိုပြောပြလိုက်တော့ဒေါက်တာစန်တီယာကိုစိတ်လျှော့ဖို့ဌာနမှူးကပြန်ပြောလိုက်ပါတယ်သူတို့ကကူအာနိုမှာအာနာရှိဆုံးလူတိုင်းကြောက်ကြရတဲ့ဂူရုရဲ့လူတွေဖြစ်ကြောင်းဂူရုကအသက်14နှစ်အရွယ်ကလေးကသူ့ဖခင်ကိုတတ်ခဲ့တဲ့လူကိုပြန်တက်ခဲ့ကြောင်းအဲ့ဒီအမှုနဲ့ထောင်ချပြီးပြန်လွတ်လာတဲ့နေ့မှာပဲလူတွေကိုရဲရဲဆက်ဆက်တက်ခဲ့ကြောင်းလူတယောက်ကိုတက်ပြီးတိုင်းအစားထိုးအနေနဲ့တစ်ပင်ဆိုင်ကြောင်းအခုဆိုရင်ဂူရုဆိုင်ခဲ့တဲ့အပင်တွေကမရေမတတ်နိုင်အောင်ရှိနေပြီးတောအုပ်ကြီးဖြစ်နေကြောင်းဂူရုဆိုတာလူမဟုတ်ဘူးသူကလူတို့အထက်မှာချိန်ဆွဲထားတဲ့မကောင်းဆိုးဝါးရဲ့ဓာတ်တစ်ချောင်းပဲသူခွင့်ပြုမှပဲမင်းအသက်ရှင်နိုင်မှာဖြစ်ကြောင်းတရားဥပဒေနဲ့အမိန့်ဆိုတာလည်းဂူရုနှုတ်ထွက်ပဲဆိုပြီးဆေးရုံဌာနမှူးကဒေါက်တာစန်တီယာကိုအကြောင်းစုံရှင်းပြလိုက်ပါတယ်အကြောင်းစုံကိုသိရှိသွားတဲ့ဒေါက်တာစန်တီယာကရဲစခန်းသွားပြီးဂူရုကိုတိုင်ကြားဖွင့်လိုက်တာပေါ့ရဲအရာရှိကဂူရုစီသွားပြီးလူတယောက်ရဲစခန်းကိုတိုင်ချက်လာဖွင့်သွားကြောင်းပြောလိုက်ပါတယ်နောက်တစ်နေ့ဒေါက်တာစန်တီယာကသူ့အမကိုယထာဘူတာမှာသွားကြိုနေပါတယ်အပြန်လမ်းမှာကုန်းကားတစ်စီးနဲ့တိုက်မိမလို့ဖြစ်သွားခဲ့ရပါတယ်ခဏနေအဆိုပါကုန်းကားကနောက်ကထက်လိုက်လာခဲ့ပြန်ပါတယ်တနေရာရောက်မှကုန်းကားနောက်တစ်စီးရောက်လာပြီးတောင်ကုန်းသားရောက်တော့ကုန်းကားတွေလည်းပြန်ဆုတ်သွားကြပါတယ်နောက်တစ်နေ့ဌာနမှူးကမင်းနိုင်ချက်ဖွင့်ပြီးတာနဲ့ရဲအရာရှိကဂူရုကိုသွားပြောပြီးလောက်ပြီးတိုင်ချက်ကိုပြန်ရုပ်သိမ်းပြီးတော့အလုံးမှာပဲအာယုံဆိုင်ဖို့စန်တီယာကိုပြောလိုက်ပါတယ်ဒီလိုနဲ့ရဲစခန်းကိုနောက်တစ်ချိန်သွားပြီးတိုင်ချက်ဖွင့်လာတာကိုပြန်ရုပ်သိမ်းပေးလိုက်ပါတယ်တစ်ဖက်မှာပြည်နယ်အဆင့်နွားရိုက်ဖိုင်းပွဲကျင်းပနေပါတယ်ဒေါက်တာစန်တီယာကအဆိုပါပွဲနားမှာဒဏ်ရာရလူနာတွေကိုစိတ်ကူးစားပေးနေပါတယ်နောက်တစ်နေ့ဆေးရုံတက်နေတဲ့ကလေးတယောက်ကသမီးဒီနေ့ပဲအိမ်ပြန်ရတော့မယ်ဆိုပြီးပျော်ရွှင်စွာနဲ့ဒေါက်တာစန်တီယာကိုနှုတ်ဆက်နေပါတယ်ခဏကြာမှတော့အဆိုပါကလေးမကအသက်ရှူကျက်ပြီးအမောဖောက်လာခဲ့ပါတယ်ဒီလိုနဲ့ကလေးတွေကတယောက်ပြီးတယောက်အမောဖောက်လာကြတဲ့အခါဆေးပလင်းကြောင့်ဆိုပြီးဒေါက်တာစန်တီယာကဒီဆေးပလင်းကဘယ်ကရတာလဲလို့ဌာနမှူးကိုမေးလိုက်ပါတယ်ဒီဆေးပလင်းကဂူရုရဲ့မျိုးတရားကုမ္ပဏီကရတာလို့ဌာနမှူးကပြောနေချိန်မှာပဲကလေးမလေးဆုံးမသွားခဲ့ရပါတယ်ဒေါက်တာစန်တီယာကဒေါသကိုမထိန်ချုံနိုင်တော့ပဲဆေးပလင်းကိုပောက်ခွဲပစ်လိုက်ပြီးတက်တီအားလုံးနဲ့အတူခရိုင်ရုံးကိုတိုင်ရလိုက်ပါတယ်ဆေးကုမ္ပဏီကိုချက်ချင်းပိတ်လိုက်ပြီးပိုင်ရှင်ကိုလည်းဖမ်းဆီးခေါ်ဆောင်သွားတဲ့အကြောင်းသတင်းမီဒီယာတွေကတင်ဆက်နေကြပါတယ်အဆိုပါသတင်းကိုကြည့်ပြီးဂူရုကဒေါက်တာစန်တီယာကိုတွေ့ရနေရမှာကိုယ်တိုင်တက်မယ်လို့ဆိုပါတယ်တစ်ဖက်မှာဒေါက်တာစန်တီယာကမိမချောလေးနဲ့ခန်းတက်မြို့ယုံမှာအေးတော့စကားပြောပြီးတလန်းစီပြန်သွားကြပါတယ်ဒေါက်တာစန်တီယာကဂူရုရဲ့လက်သေးချက်နဲ့မြေပြင်ပေါ်မှာလဲကျသွားခဲ့ရပါတယ်ဒေါက်တာကြီးတဲ့ဂူရုကဒေါက်တာစန်တီယာကိုလူမြင်ကွင်းမှာရဲရဲဆက်ဆက်ရိုက်နှက်ပြီးခန်းတက်မြို့ယုံမှာချိန်ဆွဲထားလိုက်ပါတယ်ညရောက်တော့ခန်းတက်မြို့ယုံမှာချိန်ဆွဲထားတဲ့ဒေါက်တာစန်တီယာမရှိတော့တာကိုဂူရုလူတွေတွေ့သွားကြပါတယ်ဒေါက်တာစန်တီယာကိုဆေးရုံဌာနမှူးနဲ့သူ့မိခင်တို့ကခဲထုတ်သွားကြပါတယ်ကျမသားကိုဆရာဝန်လုပ်ဖို့ဒီမျိုးကိုခေါ်လာခဲ့တာအခုတော့လူနာအဖြစ်နဲ့ပဲပြန်ခေါ်သွားရတော့မယ်ဆိုပြီးဝမ်းနဲ့စွာပြောနေပါတယ်နှစ်ကြာပြီးတဲ့နောက်မှာကူအာနိုရဲ့ခန်းတက်မျိုးရုံမှာဒေါက်တာစန်တီယာရဲ့အင်ဂျီကရှိနေသေးပဲဖြစ်ပါတယ်။တနေ့မှာလူစိုးကနိုင်ငံရေးသမားဖြစ်သွားရင်ဘလို့ရုံမှမှုတွေဆက်ဖြစ်လာမလဲဆိုပြီးဂူရုအကြောင်းသတင်းတင်ဆက်နေတဲ့ကောင်မလေးကိုဂူရုရဲ့လူတွေကလိုက်ဖမ်းနေကြပါတယ်။အဆိုပါကောင်မလေးကိုရထားဘော်ကလူတယောက်ဆွဲခေါ်လိုက်ပါတယ်။လွန်ခဲ့တဲ့2နှစ်လောက်ကဂူရုတက်လို့မသေးပဲကံကောင်းစွာလွတ်သွားတဲ့ဒေါက်တာစန်တီယာဆိုတာလူစိုးတွေသိသွားချိန်မှာတော့ဒဏ်ရာတွေတက်သွားပြီလားလို့လှောင်ရည်နေကြပါတယ်။ဒီလိုနဲ့အဆိုပါကောင်မလေးကိုလူစိုးတယောက်ကဆွဲခေါ်မဲ့အချိန်စန်တီယာကကန်လိုက်တာကိုမြင်ပြီးအံ့ဩသွားကြပါတယ်။ရထားကြီးတော့ကတော့ရဲအားလုံးကလည်းအံ့ဩပြီးစန်တီယာကိုအလေးပြုနေကြပါတယ်။ဒေါက်တာစန်တီယာကလွန်ခဲ့တဲ့2နှစ်အတွင်းပြင်းထန်စွာလေ့ကျင့်ပြီးအရာရှိတစ်ယောက်ဖြစ်လာခဲ့ရပါတယ်။
ကိုအနိုမျိုးကိုဒေါက်တာတယောက်အနေနဲ့ကုသမှုမအောင်မြင်ခဲ့လို့ရဲရရှိတယောက်အနေနဲ့ပြန်လည်ကုသဖို့အတွက်အားမှန်အပြည့်နဲ့ရောက်လာခဲ့ခြင်းဖြစ်ပါတယ်။ကိုလူလူတွေကိုတယောက်မကျန်အမှောက်သိပ်ပြပြီးကောင်မလေးကိုကယ်တင်လိုက်နိုင်ပါတယ်။ခွဲစိတ်စရာအောင်က IPS ရဲရရှိအဖြစ်ပြန်ရောက်လာပြီးမို့စီးကြော်လာရန်ပြေးပေးခံရမယ်လို့ဂူရုကိုပြောလိုက်ဆိုပြီးဂူရုရဲ့လူကိုအသိပေးလိုက်ပါတယ်။နောက်တစ်နေ့ရဲရရှိစန်ဒီယာကရေဒီယိုထုတ်လွှင့်မှုအစီအစဉ်ကနေအမားရဲ့လုံးရင်တော့မေခွန်းမထုတ်နိုင်တဲ့ဒီမျိုးမှာကျွန်တော်ရောက်ရှိလာပြီဖြစ်ကြောင်းခင်ဗျားတို့ဘယ်သူမှကြောက်စရာမလိုဘူးတိုင်ရက်တစ်ခုပဲလာတိုင်ပြီဆိုတာနဲ့ကျွန်တော်အရေးယူဆောင်ရွက်ဖို့အသင့်ပါပဲဆိုပြီးပြောလိုက်ပါတယ်။ဂိုင်းစတာအပေါင်းတို့ကိုလည်းအကျင့်မြင်ဖို့အသိပေးလိုက်ပြီးဥပဒေကိုချိုးဖောက်ဖို့ကြိုးစားမယ်ဆိုရင်လိုက်ဖမ်းပြီးအမြင့်ပြတ်ပေးမယ်လို့ဆိုကရဲရရှိစန်ဒီယာကပြောလိုက်တော့ဂူရုကငါတို့မှအမြင့်မပါလို့တော်သေးဆိုပြီးလှောင်ရနေလိုက်ကြပါတယ်။ရဲရရှိစန်ဒီယာကရေဒီယိုမှာကြေညာထားတဲ့အတိုင်းရဲစခန်းကိုတိုင်ချက်လာဖွင့်မဲ့လူကိုစောင့်မျှော်နေပါတယ်။ခဏနေလူတယောက်တိုင်ချက်ဖွင့်ဖို့ရောက်လာခဲ့ပါတယ်။အဆိုပါလူကကျွန်တော်မှတိုင်စရာတွေအများကြီးရှိတယ်အထူးသဖြင့်ကျွန်တော်စီးကြိုယောဂပေါ့မကြာခဏစီးသွားရလို့ဒုက္ခရောက်နေတဲ့ဆရာလို့ပြောလိုက်တဲ့အခါရဲတယောက်ကထားရေးလိုက်ပါတယ်တကယ်တော့အဆိုပါလူကအမှုအတွက်တိုင်ချက်လာဖွင့်တာမဟုတ်ပဲရဲရရှိစန္ဒရာကိုလှောင်မြောင်ဖို့နဲ့ဂုရုကသာအာနာရှိသုံးလို့ဆိုပြီးပြောသွားပါတယ်ဒီလိုနဲ့ကောင်လေးတယောက်လက်ဖက်ရည်လာပို့နေပါတယ်အဆိုပါကောင်လေးကိုကြောင်းမသွားပဲဒီမှာလက်ဖက်ရည်ဘာလို့လာပို့နေရလဲလို့စန္ဒရာကမေးလိုက်တော့ကောင်လေးကစကားမပြောနိုင်ကြောင်းနဲ့နားလည်းမကြားရကြောင်းရဲတယောက်ကရှင်းပြလိုက်ရပါတယ်ကောင်လေးကကျွန်တော်ပြောမယ်ဆရာလို့ပြောလိုက်တဲ့အခါရဲတွေအားလုံးလည်းအံ့ဩသွားကြရပါတယ်ကျွန်တော်ဒီမှာလက်ဖက်ရည်လာချပေးတာမဟုတ်ပါဘူးဗီဒီယိုမှာဆရာပြောတာကြားလိုက်ရလို့အမှုပွင့်မလို့လာခဲ့တာဖြစ်ကြောင်းပြောလိုက်တဲ့အခါစန်ဒီယာကဘသူ့ကိုအမှုပွင့်မှလဲလို့မေးလိုက်ပါတယ်ဒီလိုနဲ့ကောင်လေးကကျွန်တော်အဖေကိုဂူရုရဲ့လူတွေကတက်ပြစ်လိုက်တာတဲ့ဆိုပြီးစတင်ပြောဆိုလိုက်ပါတယ်ကျွန်တော်ဖခင်ကဂူရုစီမှာလှုပ်လှုပ်တဲ့အကြောင်းဂူရုရဲ့လူတွေကလူတယောက်ကိုတက်နေတာကျွန်တော်တွေးခဲ့ရကြောင်းနဲ့လူစိုးတွေကကျွန်တော်ကိုမြင်သွားလို့တက်တော့မဲ့အချိန်ဖခင်တောင်းပန်ပေးလို့အသက်ချမ်းသာရခဲ့ရတယ်လို့ပြောလိုက်ပါတယ်ကျွန်တော်မှညီလေးတယောက်ရှိတယ်နောက်တစ်နေ့ဂူရုရဲ့အမိန့်ကြောင့်လူစိုးတွေကကျွန်တော်ညီလေးကိုကျွန်တော်နဲ့မှားပြီးလာရောက်ဖမ်းဆီးသွားကြတယ်ကျွန်တော်ညီလေးကိုဖမ်းခေါ်သွားတယ်လို့ဖခင်ကိုပြောလိုက်တဲ့အခါဖခင်ကလိုက်တားခဲ့ပေမဲ့ကျွန်တော်ညီလေးနဲ့ဖခင်ကိုလည်းဂူရုလူတွေကတက်ပြစ်လိုက်တာကိုကျွန်တော်မြင်လိုက်ရတယ်အဲ့ဒီကလေးကစကားမပြောနိုင်နားမကြားတဲ့ကျွန်တော်ညီလေးလိုဟန်ဆောင်နေခဲ့ရကြောင်းကိုဝမ်းနဲ့ကြေခွဲစာနဲ့စန်ဒီယာကိုကောင်လေးကပြောပြနေပါတယ်ဒီလိုနဲ့စန်ဒီယာကမင်းအဖေကိုတက်သွားတဲ့လူကိုမင်းခွဲခြားဖော်ထုတ်နိုင်တယ်လားလို့မေးလိုက်တဲ့အခါကောင်လေးကခွဲခြားပြနိုင်ကြောင်းပြောပြလိုက်ပါတယ်ဒီလိုနဲ့ကောင်လေးလက်ကိုဆွဲပြီးဆိုင်ငံနဲ့လူဆိုးတွေစီသွားကြတာပေါ့လူဆိုးတွေစီရောက်တော့ကျွန်တော်ဖခင်ကိုတက်သွားတာသူပဲဆရာဆိုပြီးကောင်လေးကလက်ညှိုးထိုးပြလိုက်ပါတယ်စန်ဒီယာကလူဆိုးတွေကိုတယောက်ပြီးတယောက်ရဲရဲဆက်ဆက်တိုက်ခိုက်ပြီးလူသက်သမားကိုဖမ်းဆီးခေါ်ဆောင်သွားပါတယ်လူအများကမြင်ရတော့မှန်ကန်ဖြောင်းမှတ်တဲ့ရဲရရှိငါတို့မျိုးမှရောက်လာပြီဆိုပြီးဝမ်းသာအရာပြောနေတာကိုစန်ဒီယာမိခင်ကကြားလိုက်ရပါတယ်ရဲရရှိစန်ဒီယာအိမ်ပြန်ရောက်လာတဲ့အခါမိခင်ကကောင်းကြီးပေးပြီးဂုံကြောင်းပြောကဘယ်လူစိုးမှအလိုမပေးဖို့လည်းမှာကြားလိုက်ပါတယ်နောက်တစ်နေ့စန်ဒီယာကတစ်ချိန်ကတာဝန်ကျခဲ့တဲ့ဆေးရုံသွားပြီးဆေးရုံဌာနမှုကိုမေးလိုက်တဲ့အခါဌာနမှုကမတော်တဆမှုကြောင့်တည်ဆုံသွားကြောင်းဆရာဝန်တယောက်ကပြောလိုက်ပါတယ်နောက်တစ်နေ့ခမည်းသားကိုဆုံးမထားဖို့စန်ဒီယာမိခင်ကိုဂူရုကပြောလိုက်တဲ့အခါဘယ်လူစိုးတစ်ခုကိုမှအလိုမပေးဖို့ငါသားကိုပြောထားကြောင်းအဆိုပါမျိုးသမီးကရဲရဲပြတ်သားစွာပြောဆိုထွက်သွားလိုက်ပါတယ်ဒီလိုနဲ့စန်ဒီယာကဂူရုစီရောက်လာပြီးမင်းငါအမေကိုဈေးမှာသတိပေးချင်းချောက်တယ်လို့ငါကြားခဲ့တယ်ရဲယူနီဖောင်းကိုငါဝတ်လိုက်ကြတဲ့ကမင်းလုံးဝအိမ်မပြောဘူးဆိုတာငါပြောရတယ်ဆိုပြီးအိပ်ပျော်ဆွေးဖို့အိတ်ဆေးရေးပေးကထွက်သွားလိုက်ပါတယ်တစ်ဖက်မှာလည်းရေဒီယိုကနေရဲရရှိစန်ဒီယာအကြောင်းတွေဂုံယူစွာတင်ဆက်နေတဲ့ကောင်မလေးကိုဂူရုကသူ့လူတွေလွတ်ပြီးဖမ်းဆီးခိုင်းလိုက်ပါတယ်ဂူရုကစန်ဒီယာကိုဖုန်းဆက်ပြီးအဆိုပါကောင်မလေးကိုဖမ်းဆီးထားကြောင်းပြောပြလိုက်ပါတယ်ဒီလိုနဲ့စန်ဒီယာကမင်းတို့ဖုန်းအားလုံးဒီမှာလာထားလို့ဆိုပြီးရဲအားလုံးကိုအမိန်ပေးလိုက်ပါတယ်ရဲစခန်းကလက်ဖေးမှာတောက်ပြီးအေးဆေးနေတာကိုဂူရုသိသွားတဲ့အခါသူသားဖြစ်သူစီဖုန်းဆက်ပြီးအိမ်ပြန်ခေါ်လိုက်ပါတယ်မိမဖြစ်သူစီဖုန်းဆက်တော့ဖုန်းမကင်တဲ့အခါလူစိုးလူမိုက်ကြီးဂူရုကြောက်လာခဲ့ရပါတယ်ဒီလိုနဲ့ဦးလေးဖြစ်သူကငါတို့ကပြန်မေးဆွဲထားတာလေရဲရစီကစိတ်ပူရမှာလို့ပြောပြနေတဲ့အချိန်ခိုးတကောင်ကားပေါ်ပြုတ်ကျလာခဲ့ပါတယ်ဒီလိုနဲ့ဂူရုကနာမည်မကောင်းမှုဆိုပြီးဖမ်းဆီးရတဲ့ကောင်မလေးကိုပြန်လွှတ်ပေးခိုင်းလိုက်ပါတယ်တညမှာတော့ဆရာဝန်တယောက်ကဈေးရုံဌာနမှုတေးဆုံးရတဲ့အဖြစ်မှန်ကိုရဲရရှိစန်ဒီယာစီဖုန်းဆက်ပြောပြပြီးတပ်တွေမနှက်ပြန်လာပေးမယ်လို့ဆိုပါတယ်ရဲရရှိစန်ဒီယာကဈေးရုံဌာနမှုကိုတက်လူဟာဂူရုဖြစ်ကြောင်းသိရှိသွားရပါတယ်ဒီလိုနဲ့ဂူရုကိုစန်ဒီယာကလူအများရှိမှပဲဖမ်းဆီးခေါ်ဆောင်သွားပြီးအချုပ်ထဲထည့်ထားလိုက်ပါတယ်တစ်ဖက်မှာဂူရုမိမကငါတို့ရဲ့ပိုင်ဆိုင်မှုစာချုပ်တွေပဲကြိုက်တာယူကြမနှက်ပြန်ရဲတွေကောင်းကိုလိုချင်နေဆိုပြီးအမိန်ပေးလိုက်ပါတယ်လူတို့တွေကလည်းရဲရရှိစန်ဒီယာအပြန်လန်းမှာထောင်ချောက်ဆင်နေကြပါတယ်အဆိုပါထောင်ချောက်ကိုစန်ဒီယာအစာကောင်မလေးကခံလိုက်ရပါတယ်ဒီလိုနဲ့စန်ဒီယာကအဆိုပါကောင်မလေးကိုဆေးရုံအမိပို့လိုက်နိုင်ပေမဲ့အရင်လိုအတန်တွေတင်ဆက်နိုင်မှာမဟုတ်ဘူးလို့ဆရာဝန်ကပြောပြလိုက်ပါတယ်ဂူရုပြန်လွတ်သွားပြီဖြစ်ကြောင်းရဲတယောက်ကစန်ဒီယာကိုပြောပြလိုက်ပါတယ်ဂူရုကရဲရရှိစန်ဒီယာကိုဘယ်သူမှမထိရဘူးသူကိုယ်တိုင်ပဲတက်မယ်လို့ကြိမ်ဝါပြောဆိုလိုက်ပါတယ်လူတို့တွေကိုရှာပြီးတယောက်မကြံတက်ဖြစ်ဖို့ရဲရရှိစန်ဒီယာမိခင်ကတားဖြစ်သူကိုဆေလွတ်လိုက်ပါတယ်ခန္ဓာမျိုးရိုးမှာရဲရရှိစန်ဒီယာကဂူရုနဲ့ထိတ်တိုက်တွေ့ဆုံပြီးအပြင်းထန်တိုက်ခိုက်ကြပါတယ်တယောက်နဲ့တယောက်သူတွေကိုယ်သေးတိုက်ခိုက်ကြပြီးစန်ဒီယာကဂူရုကိုဆရာဝန်ဘဝတော်ကချိတ်ဆွဲခဲ့တဲ့နေရာမှာပဲချိတ်ဆွဲပြီးအနိုင်ယူလိုက်နိုင်ပါတယ်ဒီလိုနဲ့ဇလန်းလေးကလည်းပြီးဆုံးသွားပါတယ်ဗျာဆရာဝန်တယောက်အနေနဲ့ဆေးလာကူလို့မပြောက်တဲ့ကူအာနိုမျိုးလေးကို IPS ရဲရရှိအနေနဲ့ပြန်ရောက်လာပြီးကုသပေးလိုက်တာယောဂကိုအမြင့်ကနေပြတ်သွားပါတယ်ဗျာအဆုံးထိ live ပါကြီးစုတို့တယောက်ချင်းစီတိုင်းကိုလည်းကျေးဇူးထူးတင်ရှိပါတယ်ဗျာကတော့ဇော်ဝဲမောင်ပါနောက်ထပ်ဇလန်းကောင်းလေးများနဲ့ပြန်လည်တွေ့ဆုံပါရစေလားဗျာ